မိမကြီးမင်းအမေနဲ့အမနေရလာမှာနော်စားဖို့တောက်ဖို့လေးနဲ့စီစဉ်အောင် စိတ်မပူပါနဲ့ယောက်ျားရေအမေနဲ့မအိမ်လာလို့ရှိရင်အိမ်မှာရှိတာလေးနဲ့လွတ်စတိုင်ရှက်ချက်ယူလိုက်မယ် ။ဩမင်းကငါအမေနဲ့အမကိုထင်သေးတာကိုငါအမဆိုဘုံတုံးလုံးနဲ့ရွာမှာကဘာပတ်နေရနော် ဟုတ်တာရပြောပြန်ပြီ ။ဟဲနေလာမတိလိမ့်မယ်လာမတိလိမ့်မယ်နော် တိပေါ့ ။ဟင်းကြည့်ရှိတယ် သွားအမလေးမောင်လိုက်ရေနင်တို့ရန်ကုန်မြို့ကြီးရလဲဟဲငါတို့နယ်လို့လည်းမဟုတ်ပါလားပူလိုက်အိုက်လိုက်တာဆိုတာပြောမနေနဲ့နေမှာဆိုအေးနာပဲနော်အခုမြပူတာပဲမတော့ဟဲ့ရက်လေးပါလေမတော်နဲ့အဲကိုလေးပါလေဖွင့်လေနင်တို့ကလည်း ငါအမတော့ရောက်လာလဲပွားစီနဲ့စပြီမှာ ပွားစီလေးလောက်ချလာဟဲ့ငါအရင်တည်းအဲ့လိုပဲနေတတ်တဲ့ဥစ္စာကို ကဲအမေနဲ့အမနဲ့အစိုးကြီးထွက်ခဲ့ပါလို့ပြောနေမှာ ဟဲ့အစောကြီးထွက်လာပဲနော်မေနော်ရွာကနေစထွက်လာပါပြီဆိုရင်အစောကြီးထွက်လာတယ်ဒါပေမဲ့ရန်ကုန်လေးရောက်တော့ဟဲ့ဒီမှာငါလက်သိန်းဒီဝင်စိုးနေတာ အမေကလည်းပဲရန်ကုန်ရောက်တော့ဒီမိုနိုတို့ပါတိတ်တို့ဝင်းဝယ်ရနေရပြီ ဟုတ်ပါအေးဟဲ့ဘိုက်စာတာဟဲ့ရင်နှွေးကြမဲ့လာနေတော့လေငါတို့လာမအောင်ကြိုသိမနေပြီတဲ့ လာပြီမမရတာပြီ အော် ဝင်းချမ်းရဲ့လက်အောင်လာပတ်နေတာ ထူးဆန်းဆန်းအစားအစာအမေရေသမီးတို့နယ်မှာတော်တော်လက်ဖက်ရှားတယ်မဟုတ်လားလက်ဖက်လာကျွေးနေတယ်ဟဲ့ပဇွန်ချောက်ကလည်းကြည့်ပါဦးအိမ်ကရွာအကောင်ကမှကြီးသေးဒီမှာကြည့်ပါဦးမှန်ဘလူးနဲ့ရှာရမယ်စီရလည်းတစ်စက်မှမပါဘူး အဲ့လိုကောင်သေးသေးလေးတွေလည်းမဆက်တတ်ပါဘူးခါ ဟုတ်ပါမေဒါပေမဲ့လည်းဘိုက်စားတယ်ရော့စားလိုက် နည်းနည်းပဲကြွေးပါအေးညီကလည်းများတာ မလီပဇွန်ချောက်ကတော့သေးတယ်စီရလည်းနဲတယ်ရောင်းမရဲ့နင်ကလည်းစီရလည်းနဲလိုက်တာကြည့်ပါဦး ငါတို့ကမှဆိုပစုံကြောက်ကိုအဲ့လောက်တက်သေးလေးမယူ မယူနော်မစားဘူးနော်ဟုတ်ပါ ဈေးသွားတော့ကြုံလုံးဝင်လာ ဟုတ်ပါပြီဟုတ်ပါပြီဒါနဲ့ပြောအောင်မယ်ကျမရောက်ချက်ပြီလား ချက်နေတယ်အမချက်နေတယ်ချက်နေတယ်အမ ချက်နေလားဟဲ့တလက်ကလည်းပြောလိုက်အောင်မယ်နော်ငါတို့တာမီးနှစ်ယောက်ဆိုတော့နဲမှာနေတယ်ဆိုပေမဲ့စံကိုလေဒီလိုကောနေမှာစားတာနော် ကျမအိမ်မှာလည်းကော့နေတဲ့ဆန်လေးဝယ်ထားတယ် ပြီးရလေပြီးရ ဟောက်ပါသား အင်း အမခဏနော် ကဲအမေနဲ့အမဒီကိုရောက်တော့ဒီကရှိမှဖေးအားတွေအကုန်လုံးလိုက်ပြီးတော့ဟိုပို့ပေး ဒီ မယ် ပို့ပေးရမှာဘောပို့ပေးရမှာနော်မေ ဒီကောက်ကအေးစစ်စစ်ပဲ အေးစစ်စစ်ပဲဟုတ်တယ်ဘာအလုပ်တွေနော် တဲ့နေရာတွေပေါ့ငါခုအသက်ကလည်းကြီးပြီဆို ကြည့် တော့ ပြီဟုတ်တယ် ဝေဆောင်တို့ချောင်းသာတို့ ဟုတ်တယ်ဟုတ်တယ် ညမှုဒီလေးလည်းတွားကျင်သေးတယ် ဟုတ်တယ်စိတ်ကြအကုန်ပို့ပေးမယ်မေ ဒီစကားတော့အေးစင်းနေလိုက်မယ်နော်မေနော် ဟုတ်တယ်အမရဲ့အေးစစ်နေတော့မဟုတ်တယ်အဲ့ဒီကိုပြင်ထားပြီ ဟုတ်လားဒီစကားကောင် အေးစစ်တို့တမိဒီကတော့3-4လလောက်တော့နေမလား ဟုတ်တာဗော3-4လလောက်မှသွားကျင်တဲ့နေရာလေးတွေစုံပါလေဝယ်စရာလေးလည်းများနေစမ်းမအောင်ပေါင်လိုက်ရငါမေးစမ်းမရစေအောင်ဟမ်နင့်မိမဘာထားငါတို့တာမီးယောက်ကလေအေးစစ်စစ်နေမဟိုနေရာလိုက်ဖို့ဒီနေရာလိုက်ဖို့3-4လနေမစက်ဆိုထပ်တာဝင်လိုက်ထွက်လိုက်ဟာတဲ့ငါတို့နဲ့အကျော်မတည့်တဲ့သဘောလားညနေချင်းမဆိုင်ခြင်းတဲ့သဘောလားငါတို့နေမှာမကြည်မြူတဲ့သဘောလား ဟုတ်ပါဘူးအမရဲ့နောက်ပြီးမှလောက်စရာရှိလို့နေမှာပါ မလေးဟဲ့နင်ကလည်းခဏခဏထထသွားနေနောက်ဘေးမှာလောက်ချရှိရင်လေထိုင်းမနေနဲ့တော့အဲ့မှာနောက်မှပဲနေလိုက်တော့ငါတို့လည်းစကားမပြောနဲ့တော့ အမှုပေါင်းမရဲ့ကိုလေးကို မျက်စိကိုနောင်းနေတာပဲအေးဒီကလည်းထိုင်းလိုက်ထားလိုက်တဲ့ကဲထိုင်းတာနေထားမနေနဲ့တော့ ဟုတ်ပါ နော် မေအဲ့ဆိုလို့ရှိရင်နင်ကတကယ်3-4လနေမှာ3-4လနေတော့လောက်ပါပဲ ဒီပေါ်အေးမလောက်ရင်ရောက်တော့လောက်နေရတယ် ဟဲ့အဲ့လိုနေနေခါ